ကြီးထွေဘာတွေလုပ်နေရလဲညနေကလည်းဘာလိန်ထားရလဲသမီးရဲ့ တငယ်ချင်းတယောက်ပြောလို့ပါဟုတ်ဝက်ချန်နေတက်တာပြီးတော့အသားရည်ကြီးလာ အဲ့ဓာတွေကစိတ်မချရဘူးသမီးရဲ့အဖွားတို့ခစ်တော့ဆိုရင်လေဒါမျိုးတွေမလုပ်ကြဘူးဟုတ်သမီးရဲ့မျက်နှာလေးလှလာမှလူတွေကချစ်မေလို့သမီးကထင်းနေတာပါ ဟုတ်တယ်လေကွာကျောင်းမှာဆိုလူတွေကတမီးကိုဝိုင်းလောင်ကြတယ်ပြီးတော့သူကလည်းတမီးကိုမကြည့်ဘူးအဲ့ဒါတမီးမလှလို့ပဲလေ တခါတော့ဒီဒေတာမှာထူးခြားတဲ့အညစ်မင်းမီတက်လက်ရှိခဲ့ဘူးတဲ့သူမဟာအစိုးအကကောင်းသူတူဖြစ်ပေမဲ့တခြားအကြောင်းတရားတစ်ခုကြောင့်ပို့ပြီးတော့ထင်ရှားလာတယ်အငိတ်ကချိန်တိုင်းမှာအဖြူရောင်မျက်နှာဖုံးတစ်ခုကိုတက်ပြီးကပြလေးရှိလို့တဲ့သူ့ရဲ့မျက်နှာကိုဖုံးကွယ်ထားတဲ့အကြောင်းကသူ့ရဲ့မျက်နှာမှာအမာရွတ်နဲ့ဝက်ချင်ရှိနေတာကြောက်ပဲလေသူဟာသူ့ရဲ့မျက်နှာကိုလှပလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိခဲ့ဘူးသူမတိမှတ်တလောက်စီးမီတို့လေးတွေနဲ့မျက်နှာကိုလိမ့်ချမ်းလှလာအောင်ကြိုးစားခဲ့ပြီးဒီနေ့မှတော့သူ့ရဲ့ပေးသက်တွေကိုသူ့ရဲ့လှပတဲ့မျက်နှာလေးနဲ့ကပြတင်ဆက်ခွင့်ရနိုင်မလားဆိုရင်ညှော်နှင်းချက်နဲ့ပေါ့ဒါပေမဲ့အဲ့ဒီအရာတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်သူ့ရဲ့မျက်နှာမှာအနာတွေဖြစ်လာပြီးပိုပြီးရုပ်ဆိုးသွားခဲ့တယ်လေနောက်ဆုံးမှာတော့မဲဆိုင်ဟာသူ့ရဲ့မျက်နှာလေးကိုလှလာအောင်ဘလို့မှမလုပ်နိုင်တော့ဘူးလို့ယုံကြည်လာခဲ့ပြီးသူ့ရဲ့ဝါသနာပါရအငိမ့်မင်းသမီးအလုပ်ကိုပါစွန့်လွတ်ပြီးထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်လေသူမပျောက်ကွယ်သွားချိန်မှာဒီဒေတာကလူတွေကသူမရဲ့အကြောင်းကိုတတပြောဖြစ်ခဲ့ကြတယ်လေဒါပေမဲ့မျက်နှာပုံနောက်ွယ်ကမျက်နှာအကြောင်းကိုမဟုတ်ပါဘူးသူမရဲ့ကြမ်းကျင်ပိုင်နိုင်လှတယ်အကအလှတွေနဲ့ချိုတာကြည်မြတဲ့တေးသချင်းဆိုတန်ဒီအကြောင်းကိုသာလူတွေကတတဖြစ်ကြံခဲ့တာလူတွေကသူ့ရဲ့မျက်နှာထက်သူ့ရဲ့အမှုပညာပိုးပြီးချစ်ခဲ့ကြတာသူမသိခဲ့ဘူးပဲညနေဖုံးမဲ့တာစိတ်မိတူတွေကိုရှောက်ပြီးမလင်းခဲ့အချင်းလေးသူ့ရင်ဖြစ်လာမယ်မထင်ဘူးနော်ဖွာလူတွေကသူတို့ချစ်တဲ့လူတွေထဲသူတို့တန်ဖိုးထားရတဲ့အကြောင်းတွေနဲ့ဆက်ဆက်ပြီးချစ်ကြတာပါတမီးရဲ့မျက်နှာပေါ်အလှပတွေကြောင့်ချစ်ကြတာမဟုတ်ပါဘူးတမီးကိုလူတွေကမလှလို့ချစ်တာလို့တမီးချင်နေတယ်လို့ပေါ့အဖွားတော့တမီးကိုချစ်တယ်တမီးမျက်နှာမှာတစ်ခုခုလင်းကျန်နေတာတဲ့တမီးဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတော့တက်တည်ပြနိုင်ဖို့အရေးကြီးတာပဲလေအပေါ်ရန်အလှပတွေတဲ့ရင်ထဲကအလှတရားပိုပြီးရေးကြီးတယ်တမီးရဲ့